တောက်သမီးတို့အားလုံးမင်္ဂလာပါဆရာကတော့သားတို့သမီးတို့ကို GED Social Study ဘာသာရပ်ကိုသင်ကြားပေးမယ်ဆရာဆိုင်းအောင်နိုင်ဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒီ GED Social Study နဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေမပြောခင်မှာဆရာကဘာသာရပ်မိတ်ဆက်ပေါ့နော်ဒီဆရာတို့ Social Study ကိုဘယ်လိုမျိုး chapter တွေနဲ့ဖွဲ့ထားသလဲဘယ်လိုပုံစံမျိုးလေးတွေရှိသလဲဆိုတဲ့အရာလေးကိုဆရာကဒီဗီဒီယိုမှာကနဦးနည်းနည်းလေးရှင်းပြပေးမယ်နော်အဲ့တော့ဆရာရဲ့ Social Study ဘာသာရပ်ဆိုတာကဆရာတို့တကယ်တော့ chapter 4ခုနဲ့ဆရာတို့ဖွဲ့စည်းထားတဲ့ဆရာတို့ဘာသာရပ်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဘာသာတွေကဘာလဲဆိုရင်နံပါတ်1ဆရာတို့ Civics and Government ပြီးရင်နောက်ထပ် chapter တစ်ခုက United States History နောက်ပြီးရင် Economics နဲ့ Geography and the World ပေါ့အဲ့တော့ဆရာတို့သားတို့သမီးတို့ဒီဝါဆိုလန်နဲ့အတူတူဆရာနဲ့ GED ရဲ့ Social Study ဘာသာရပ်ကိုလေ့လာမယ်ဆိုလို့ရှိရင်ဒီ chapter 4ခုကိုသားတို့သမီးတို့ကလေ့လာရမှာဖြစ်တာပေါ့နော်ဒါဆိုရင် Civics and Government ကကြတော့ဘယ်လိုမျိုးအချက်တွေပါမလဲပေါ့ Civics and Government ဆိုတာ Civic ဆိုတာကပြည်သူတာဝန်ပေါ့ and ပြီးလို့ဆရာတို့က Government ပေါ့အစိုးရအကြောင်းပေါ့အဲ့တော့အစိုးရအကြောင်းဆိုတဲ့အထဲထဲမှာဒီလူယဉ်ကျေးမှုစထွန်းကားလာခဲ့တဲ့အချိန်ကစပြီးတော့ပေါ်ပေါက်ခဲ့တဲ့ဆရာတို့ပထမဦးဆုံး government စနစ်ဖြစ်တဲ့ဘယင်စနစ်ကနေစပြီးတော့ဆရာတို့ခေတ်ကာလနဲ့လျော်ညီစွာပြောင်းလဲလာခဲ့တဲ့ government အကြောင်းတွေပေါ့နော်သူတို့ရဲ့တာဝန်တွေဝတ္တရားတွေဟာဘယ်လိုရှိသလဲဆိုတဲ့အချက်တွေပါမယ်နောက်ပြီးတော့ civic ဆိုတော့ပြည်သူတယောက်ရဲ့တာဝန်တွေပြည်သူတယောက်ရဲ့ရပိုင်ခွင့်တွေဟာဘာတွေရှိသလဲဆိုတဲ့အချက်ကလေးတွေကဒီ chapter မှာဆရာတို့ပါမယ်ပေါ့အဲ့တော့ရှင်းလေးပြောရမယ်ဆိုလို့ရှိရင်တော့နိုင်ငံရေးနဲ့နည်းနည်းဆက်နွယ်တဲ့ဆရာတို့ chapter တစ်ခုဖြစ်တယ်ပေါ့နောက်ပြီးတော့ဒုတိယ chapter ကကြတော့ဆရာတို့ United States History ဘာကြောင့်မို့လို့ history တွေအများကြီးရှိတဲ့ထဲရမှာဆရာကြီး American နိုင်ငံရဲ့သမိုင်းကြောင်းကိုပဲတားတို့သမီးတို့ကသင်ရမှာလေပေါ့တားတို့သမီးတို့ဖြေဆိုကြမဲ့ GED ဆိုတဲ့ဆရာတို့ General Educational Development ဆိုတဲ့စာမေးပွဲဆိုတာဟာ American နိုင်ငံရဲ့ဆရာတို့ခြေစိုက်ဖြစ်တဲ့ organization တစ်ခုကနေပြီးတော့မှကြီးမှုကျင်းပပေးတဲ့စာမေးပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ American နိုင်ငံရဲ့သမိုင်းကြောင်းကိုသင်ရတာပေါ့နော်ဒါကြောင့်မို့လို့ဆရာတို့ဒုတိယ chapter မှာဆိုရင်တော့သမီးတို့သားတို့ဟာ United States History အကြောင်းကိုသားတို့သမီးတို့သင်ရမယ်ပေါ့ပြီးရင်တတိယ chapter ကကြတော့ဆရာတို့စီးပွားရေးနဲ့ဆက်နွယ်တဲ့သဘောတရားလေးတွေပေါ့အရန်ကြီးခက်ခဲမဟုတ်ဘဲနဲ့အခြေခံစီးပွားရေးသဘောတရားလေးတွေလောက်ပဲသားတို့သမီးတို့လေ့လာရမှာဖြစ်ပါတယ်နော်နောက်ပြီးရင်နောက်ဆုံးတစ်ခုကတော့ဆရာတို့ Geography and the World ပေါ့အဲ့တော့ကမ္ဘာရဲ့ပထဝီဝင်မြေပြင်အနေအထားတွေနဲ့ကမ္ဘာပေါ်မှာဆရာတို့ဘလို့တွေဆရာတို့ပထဝီမြေပြင်အနေအထားတွေဘလို့ဖြစ်နေသလဲပေါ့ကမ္ဘာမှာဆရာတို့ယဉ်ကျေးမှုတွေဘလို့တွေစင်ကယ်ပြောင်းလဲသလဲဆိုတဲ့အချက်တွေကိုဒီ chapter မှာဆရာတို့သင်ရမှာဖြစ်ပါတယ်အဲ့တော့ General Educational Development လို့ခေါ်တဲ့အတိုင်းပဲသားတို့သမီးတို့ဟာအခြေခံကနေကြပေါ့နော်ဆရာတို့ရေဘူးရနဲ့ဗဟုသုတများလေးသားတို့သမီးတို့စူးစမ်းပြီးတော့မှဘူထာများလေးဆရာတို့ရအောင်စူးစမ်းပြီးတော့မှဒီ chapter 4ခုကိုမင်းတို့လေ့လာရမှာဖြစ်တယ်ပေါ့အဲ့တော့ဆရာကြီးဒီ chapter 4ခုကိုလေ့လာပြီးတော့သားတို့သမီးတို့ကဘာလုပ်ရမှာလဲပေါ့ဟုတ်ပါတယ်ဒါမေးစရာမေးခွန်းတစ်ခုပေါ့နော်အဲ့တော့ဒီလိုမျိုးဆရာတို့ chapter 4ခုကိုဆရာတို့ဟာ memorize by heart အလွတ်ကျက်ရတာမျိုးမဟုတ်ဘဲနဲ့ဆရာတို့ GED ရဲ့သဘောတရားကဘာသာ၄ဘာသာစလုံးကိုဆရာတို့ဟာသဘောတရားလေးတွေနားလည်သဘောပေါက်ပြီးတော့မှဆရာတို့အကျိုးအကြောင်းကြနဲ့တွေးတောဆင်ခြင်ပြီးတော့မှ critical thinking မေးခွန်းလေးတွေကိုဆရာတို့ဖြေရမှာဖြစ်တယ်เนาะဒါကြောင့်မလို့ဆရာကဒီဗီဒီယိုမှာစပြီးတော့မင်းတို့ကိုမိတ်ဆက်ရင်းနဲ့ပြောချင်တာက social study ဘာသာရပ်မှာပါမဲ့ဆရာတို့သမိုင်းကြောင်းတွေ American နိုင်ငံရဲ့သမိုင်းကြောင်းတွေ government နဲ့ political အကြောင်းတွေနောက်ပြီးတော့ဆရာတို့စီးပွားရေးအကြောင်းတွေ geography and the world ဒီလို subject တွေကိုသားတို့သမီးတို့လေ့လာတဲ့အခါမှာသားတို့သမီးတို့ဟာလုံးဝ by heart ချက်စရာမလိုဘဲနဲ့နားလေသဘောပေါက်တဲ့ပုံစံမျိုးလောက်ကိုပဲမှတ်ထားစရာလိုပါတယ် GED ဆောင်ပွဲဖြစ်ဆိုဖို့ပြင်ဆင်နေတဲ့ညီလေးညီမလေးတို့ရေကိုအားတဲ့အချိန်လေးမှာငွေကုန်ကြေးကျသက်သာစွာနဲ့ GED ဆောင်ပွဲကိုပြင်ဆင်နိုင်မဲ့ဝါဆိုလန်ရဲ့ GED သင်တန်းသစ်ကိုဖွင့်လှစ်လိုက်ပါပြီ။ဝါဆိုလန်ရဲ့ GED သင်တန်းသစ်မှာ Reasoning through Language Arts, Mathematical Reasoning, Social Studies နဲ့ Science စတဲ့ဘာသာရပ်၄ခုလုံးကိုဆရာကြီးဆရာမကြီးတွေကနီးကပ်သင်ကြားပေးနေသလိုမျိုးဝါဆိုလန် application လေးထဲမှာလေ့လာနိုင်မှာပါ။ဗီဒီယိုသင်ခန်းစာတွေဖြစ်လို့ကိုအားတဲ့အချိန်အဆင်ပြေတဲ့နေရာမှာထပ်ခါကြည့်ရှုနိုင်ပါတယ်။သင်ခန်းစာတိုင်းမှာမှတ်စုတွေနဲ့လေ့ကျင့်ရန်မေးခွန်းတွေပါဝင်လို့စာမေးပွဲအတွက်ထိရောက်ဆုံးပြင်ဆင်နိုင်မှာပါအခုလိုမျိုး GED ဆောင်ပွဲကိုအကောင်းဆုံးပြင်ဆင်နိုင်မဲ့ဝါဆိုလန်ရဲ့ GED သင်တန်းသစ်ကို15လစာအတွက် 32,500 ကျပ်ထင်းနဲ့အခုပဲဝယ်ယူလေ့လာလိုက်တော့နော်